ရှင်။ပေါင်းလောင်းမီဒီယာကနေဒေတာအတွင်းသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။အဲ့ဒီသတင်းကတော့တောင်မြစ်ရွာမမှာနေထိုင်တဲ့တောင်မြစ်ဒေတာခံတွေဟာကျွေးရဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုထုကိုထလန်ခင်းခဲ့ကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ကနေစတင်ပြီးအမှတ်2ခရိုင်အမှတ်6မြို့နယ်တောင်မြစ်ရွာမကျေးရွာမှာကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုထုကိုထကွန်ကရစ်လန်ခင်းတာတွေပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီလမ်းဟာဒေတာအတွင်းအလူရှင်တွေစုပေါင်းပြီးကူညီပေးခဲ့တာဖြစ်တယ်လို့ရွာလုံးကျွတ်လောက်အားပေးလန်ခင်းခဲ့ကြတာဖြစ်ပြီးအခုလိုတနိုင်တစ်ပိုင်းလန်ခင်းကြတာဟာကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်နေတဲ့အခန်းကဏ္ဍကနေပူးပေါင်းပါဝင်တာဖြစ်တယ်လို့လည်းသိရပါတယ်။လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့မိုးရာသီချိန်တွေမှာတက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေအတွက်ကျောင်းသွားကျောင်းပြန်အခက်အခဲဖြစ်နေတာတွေကိုဖြေရှင်းနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အလူရှင်တွေစုပေါင်းပြီးပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဒေတာခံတွေစုပေါင်းပြီးပြုလုပ်ခဲ့တဲ့အဆိုပါကိုတုခိုထလမ်းဟာဆောက်လုပ်ပြီးစီးသွားပါကလမ်းဖွင့်ပွဲကိုပါတခါတည်းကျင်းပပြုလုပ်သွားအောင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။